ဇလန်ရဲ့အစားကတော့2005ခုနှစ်မှာလူသားတွေရဲ့ဆင်ငယ်ပြောင်းလဲမှုကချိုးကွေ့တစ်ခုကိုရောက်နေတယ်လို့အစာဘက်မှာရှင်းပြထားပါတယ်။သိမ့်မှစိတ်ကူးရင် theory အများစုကအနာဂတ်မှာလူသားတွေပိုပြီးအဆင့်မြင့်လာမယ်ပိုပြီးထက်မြက်လာမယ်လို့ခံမှန်းကြပေမဲ့လူသားတွေကအစာကွင်းသားရဲ့ထိပ်ဆုံးမှာရောက်နေပြီဖြစ်တဲ့အတွက်သူတို့ရဲ့ဆင်ငယ်ပြောင်းလဲမှုကဆိုရတဲ့ဘက်ကိုဥတီသွားကချင်းကြလာတာနဲ့အမျှလူတွေကပိုပြီးတုံးအားလာကြပါတယ်။ဒီလိုအခြေအနေမျိုးမှာအမေရိကန်စစ်တပ်စာကြီးတိုင်မှုတက်ကြကြီးဂျိုးကိုထက်ရရှိတွေကအရေးကြီးတဲ့စမ်းသပ်မှုတစ်ခုမှာပါဝင်ဖို့ကန့်လန့်လာပါတယ်။အငြိမ်းသားယူတဲ့အထိစာကြီးတိုင်မှုအဖြစ်ပဲနေဖို့စီစဉ်ထားတဲ့ဂျိုးတယောက်စိတ်နှောက်ယှက်ဖြစ်ရပေမဲ့အမင်းကိုတော့နာခံလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့အစစ်မြင့်စစ်ဘက်အရာရှိတချို့ရဲ့တည်တဲ့အစည်းအဝေးတစ်ခုမှာဗိုလ်ချုပ်ကိုလင်ကတခြားအရာရှိတွေကိုသူ့ရဲ့အကြံဉာဏ်တွေတင်ပြနေပါတယ်။သိပ္ပံပညာရှင်တွေကလူသားတွေကိုအချိန်အကန့်အသတ်မရှိသိမ်းဆည်းထားနိုင်တဲ့အေးခဲအိတ်ဆက်ခြင်းတစ်ခုကိုတီထွင်လိုက်ပြီလို့သူကဆိုပါတယ်။ဒါမှလူသားတွေကအကောင်းဆုံးလူတွေကိုသူတို့ရဲ့အတန်ဆွမ်းဆုံးအချိန်မှာသိမ်းဆည်းထားနိုင်ပြီးလိုအပ်တဲ့အချိန်ရောက်မှပြန်လည်နိုးထလာစေဖို့ဖြစ်ပါတယ်။ဂျိုးဟာစစ်တပ်ထဲမှာတာမန်အကြဆုံးလူဖြစ်ပြီးအနီးကပ်မိသားစုလည်းမရှိတဲ့အတွက်သူ့ကိုပထမဆုံးစမ်းသပ်မှုအနေနဲ့ရွေးချယ်ခဲ့တာပါ။အလားတူပဲဒီစမ်းသပ်မှုအတွက်အမျိုးသမီးတယောက်လည်းလိုအပ်ပေမဲ့စစ်တပ်ထဲမှာအန်ကားဖြစ်မဲ့သူမရှိပါဘူး။ဒါကြောင့်ကိုလင်ကရီတာလို့ခေါ်တဲ့ပြည်သက်စာတယောက်ကိုရွေးချယ်လိုက်ပါတယ်။သူနဲ့ရီတာရဲ့မန်နေဂျာတို့တူတူပါတီပေးနေတဲ့ပုံတွေကိုအရာရှိတွေကိုပြလိုက်တဲ့အခါမှာအခန်းထဲကလူတန်းနေရာခတ်သွားကြပါတယ်။မနေ့ပြန်မှာစမ်းသပ်ခံရမဲ့သူတွေကိုအေးခန်းတွေထဲထည့်သွင်းမှာဖြစ်ပြီးစမ်းသပ်မှုကတစ်နေ့ကြာမယ်လို့ပြောရင်သူ့ရဲ့တင်ပြမှုကိုအဆုံးသတ်လိုက်ပါတယ်။ဒီစမ်းသပ်မှုကလူအဆင်ရှိတဲ့အတွက်အခန်းထဲမှာရှိတဲ့အရာရှိတွေအနေနဲ့ဒီအချက်လက်တွေကိုဘယ်သူနဲ့မှမျှဝေခွင့်မရှိပါဘူး။နောက်နေ့မှာတော့ဂျိုးနဲ့ရီတာတို့စုံစမ်းခန်းတစ်ခုထဲမှာအတူတူရှိနေကြပါတယ်။ဂျိုးကသူ့ကိုယ်သူမိတ်ဆက်ပြီးရီတာကိုဘယ်နေပေကလဲလို့မေးပါတယ်။ပြည့်တဲ့စားဆိုတာကိုမပြောချင်တဲ့အတွက်ရီတာကသူမဟာပကြီးဆီယာမတယောက်လို့လင်ပြောလိုက်ပါတယ်။အဲ့ဒီတော့သူတို့နှစ်ယောက်စလုံးကိုပိုက်တွေတက်ဆင်ပြီးအေးခဲအိတ်ဆက်မဲ့အခန်းတစ်ခုထဲထည့်လိုက်ပါတယ်။ရီတာကလန့်ပြီးထားဖို့ကြိုးစားပေမဲ့ဂျိုးကသိပ္ပံပညာရှင်တွေဘာလုပ်နေတယ်ဆိုတာသူတို့သိပါတယ်လို့နှစ်သိမ့်ပေးပါတယ်။တနေ့လောက်ပဲအထဲမှာနေရမှာဖြစ်လို့ဘာမှမဖြစ်နိုင်ဘူးလို့လေသူကပြောပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်စလုံးအခန်းထဲမှာပိတ်လုံခံလိုက်ရပါတယ်။ဒါပေမဲ့အရာရှိကိုလင်တယောက်ပြည်သက်စာခန်းလုပ်ငန်းနဲ့ဖန်ဆီးခံရတဲ့အခါပြဿနာတွေစတင်ပါတော့တယ်။သူနဲ့တူပြည်သက်စာခန်းရဲ့ခေါင်းဆောင်အက်ဂရိလည်းအဖမ်းခံရပါတယ်။ဒါကြောင့်အခုဆိုရင်အေးခန်းတွေကိုစောင့်ကြည့်ပေးမဲ့သူဘယ်သူမှမရှိတော့ပါဘူး။အရှုပ်တော်ပုံတစ်ခုကြောင့်စစ်စခန်းကိုပိတ်လိုက်ရပြီးအေးခန်းတွေရှိတဲ့အဆောက်အဦကိုလည်းဖြိုချလိုက်ရပါတယ်။နှစ်တွေကြာလာတဲ့နဲ့အမျှဂျိုးနဲ့ရီတာတို့ဟာအေးခန်းထဲမှာအင်မိုးချနေစေပါသူတို့နှစ်ယောက်အတွက်ချိန်နေဆိုးနေပေမဲ့လူသားတို့အတွက်ကတော့ပိုပြီးဆိုးရနေပါတယ်လူတွေကကြောက်ကမန်းလိလိနှုံထားနဲ့ပိုပြီးတုံးအားလာကြပါတယ်ပြညဉာဏ်ရည်ပြဇယားကချိန်နဲ့အမျှထိုးကြလာပါတယ်ရိုးရိုးဗီဇအင်ဂျင်နီယာပညာနဲ့သိပ္ပံပညာကဒီလိုစင်ငယ်ပြောင်းလဲမှုလမ်းကြောင်းကိုပြင်ဆင်ပေးနိုင်မယ်လို့ချုပ်ကညှို့လင်းချက်ကြီးထားကြပေမဲ့ကဘာပေါ်ကအတိုးဆုံးသိပ္ပံပညာရှင်တွေကသပင်ကျွတ်တောက်ကိုတားဆီးဖို့နဲ့မျိုးသားဆွမ်းဆောင်ရည်မြင့်တင်ဖို့လိုမျိုးအသုံးမကျတဲ့စမ်းသပ်မှုတွေမှာပဲအာရုံစိုက်နေကြပါတယ်ဒီတော့တွင်းမှာပဲလူဦးရေကအစမတန်တိုးပွားလာပြီး2505ခုနှစ်ရောက်တဲ့အထိဉာဏ်ရည်ဉာဏ်တွေးတွေကဇက်တကျဆင်းလာပါတယ်ဒီနှစ်တွေတချောင်းလုံးလူတွေကအမှားဆွပြစ်တယ်လို့မျိုးခြေခံပြဿနာတွေကိုတော့မဖြေရှင်းနိုင်ကြပါဘူးဒါကြောင့်အမိုက်တွေကဘာအစီအစဉ်မှမရှိပဲရာသွန်းနှစ်ပေါင်းများစွာစုပုံလာခဲ့ပါတယ်ဒါက2505ခုနှစ်ရဲ့ကြီးမားတဲ့အမိုက်တောင်ပြိုကျမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒီနေ့မှာတော့ကြီးမားတဲ့အမိုက်တောင်ပြိုကျမှုကြောင့်ဂျိုးရဲ့အေးခန်းဟာကြာပန်းအိမ်တစ်လုံးထဲမှာရောက်သွားပါတယ်ဂျိုးလည်းမူးဝေပြီးရှုပ်ထွေးစွာနဲ့အခန်းထဲကနေထွက်လာပါတယ်အိမ်ထဲကလူနာမည်ကဖရီတိုဖြစ်ပြီးဖရီတိုကအိမ်ထဲကအမိုက်ပုံကြီးနဲ့သစင်းတယောက်ရောက်နေတာကိုလုံးဝဂရုမစိုက်ပဲတီဗီကထူးဆန်းတဲ့အစီအစဉ်တွေကိုစိုက်ကြည့်နေပါတယ်သူကဂျိုးကိုစူညံတန်မလုပ်ဖို့တိုးလိုက်ဖို့ပဲထလာပါတယ်သူ့ရဲ့ဆိုဖာမှာအိမ်သာပါတွက်လက်ပါတဲ့အတွက်ခဏထစရာမလိုတာကိုတွေ့ရပြီးသူကဂျိုးကိုသတင်းဘောက်ကနေကန်ထုတ်လိုက်ပါတယ်အပြင်ကဘာကြီးကဂျိုးအတွက်ရှုပ်ထွေးနေပုံရပြီးတစ်နှစ်အတွင်းအများကြီးပြောင်းလဲသွားတယ်လို့သူ့ဘာသာရည်ရွယ်လိုက်ပါတယ်ဒါပေမဲ့သူရောက်နေတာ2505ခုနှစ်ဆိုတာကိုတော့သူမသိသေးပါဘူးလမ်းဘေးမှာဗန်းစကားတွေညီယူတန်တွေနဲ့အတူစကားပြောနေတဲ့လူတစုကိုသူတွေးလိုက်ရပြီးဂျိုးကသူတို့ပြောတာကိုနားလည်ပေမဲ့သူပုံမှန်ပြောနေကြစကားအတန်းပြောတဲ့အခါသူတို့ကသူ့ကိုဆဲဆိုပြီးမောင်းထုတ်ကြပါတယ်ရှုပ်ထွေးနေတဲ့ဂျိုးဟာခေါင်းမူလာတာကြောင့်အနီးနားကဆေးရုံကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီမှာအဲ့ဂျိုကောင်တာကိုသွားပြီးသူကစစ်တပ်ကလာတာဖြစ်ကြောင်းကိုပြောပြပါတယ်အမျိုးသမီးကဘာမှနားမလည်ပဲသူမစပွဲပေါ်ကခလုံးများစွာတွေကတစ်ခုကိုနှိပ်လိုက်ပါတယ်အတန်တစ်ခုကဂျိုးကိုညာဘက်ကဂျိုးကရှာဖွေရေးဧရိယာကိုသွားဖို့ပြောပါတယ်ဇဝေဇဝါနဲ့ရေတောက်စင်ကနေရေတောက်ဖို့သွားတဲ့အခါရေအစားအားဖြည့်အချိုရည်တွေထွက်လာပါတယ်ရေဘဲမှာတောက်လို့ရတာလဲလို့ဘေးနားကလူကိုဂျိုးမေးတဲ့အခါအင်္ဂါထဲမှာသုံးတဲ့အရာကိုတောက်ချေရမလားဆိုပြီးအဲ့ဒီလူကလောင်ရဲပါတော့တယ်ကဘာပေါ်ကလူတန်းဟာရေချိုးဖို့ရေတောက်ဖို့နဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက်အားဖြည့်အချိုရည်ကိုပဲအသုံးပြုကြပြီးရေကိုတော့အင်္ဂါထဲမှာပဲသုံးချကြောင်းသိလာရပါတယ်အဲ့ဒီနောက်ယောဂရှာဖွေရေးဧရိယာကိုသွားတဲ့အခါပါဇက်နားနဲ့စုံတို့မှာပလက်တွေတက်ဆင်ရပါတယ်ကျမရေဝန်ထမ်းကသူသတ်မှတ်ထားတဲ့နေရာတွေမှာတက်ဆင်ထားပြီးသားပလက်တွေကိုလွဲမစွာတက်ဆင်ပေးလိုက်ပါတယ်ရွှင်ရှာသွားတဲ့
ဂျိုးဟာလုပ်ငန်းစဉ်ကိုပြီးမြောက်အောင်လုပ်ပြီးဆရာဝန်စီအလွဲခံလိုက်ရပါတယ်။စောင့်နေရဲ့မဂ္ဂဇင်းစာအုပ်ပေါ်မှာရေးထားတဲ့2505ဆိုတဲ့ခုနှစ်ကိုမြင်ပြီးမဲ့စာစီမားတာပဲဖြစ်မယ်လို့ထင်လိုက်ပါတယ်။ဆရာဝန်ရောက်လာပြီးဂျိုးရဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့မေးခွန်းတန်းကိုမိုက်တယ်ဆိုပြီးပဲဖြေပါတယ်။သူကဂျိုးကိုညံရင်မမိဘူးလို့ကြေညာပြီးစေဖို့ဒေါ်လာ9ဘီလီယံပေးဆောင်ခိုင်းပါတယ်။အဲ့ဒီအချိန်မှာပဲဂျိုးကဝေတောက်ခံလွှာပေါ်မှာရေးထားတဲ့2505ခုနှစ်ကိုသတိထားမိသွားပါတယ်။နောက်ဆုံးတော့သူဟာအေးခန်းထဲမှာနှစ်ပေါင်း900လောက်နေခဲ့ရတယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။ဂျိုးဟာမယုံနိုင်လောက်အောင်ဖြစ်သွားပြီးပြတင်းပေါက်စီပြေးသွားတဲ့အခါလက်ရှိမျိုးရဲ့အခြေအနေကိုမြင်ပြီးအံ့ဩသွားပါတယ်။အစာအုပ်တွေကတစ်ခုနဲ့တစ်ခုပြိုကျနေပြီးတချို့ဆိုကျိုးတွေနဲ့ချီနှောင်ထားရပါတယ်။ဒါအပြင်မျိုးကြီးကအမိုက်တွေနဲ့ပြည့်နှံ့နေပါတယ်။တစ်ချိန်တည်းမှာပဲဂျိုးရဲ့လက်ကောက်ဝက်မှာနိုင်ငံသားတက်တူးမရှိတဲ့အတွက်ဆရာဝန်ကလန်သွားပါတယ်။ဂျိုးကအထိတ်တလန့်နဲ့ဆေးရုံကနေထွက်ပြေးသွားပြီးဆရာဝန်ကဆေးရုံဆေးမပေးတဲ့အတွက်သူ့ကိုရဲခိုဖမ်းခံပါတယ်။ဂျိုးတယောက်ကက်ဆိုင်နေတဲ့ကဘာကြီးတွေကိုနိုးထလာခဲ့ရပါပြီ။စီးပွားရေးကအကြီးကျယ်လစ်လူရှုခံထားရပြီးကြီးမားတဲ့ဖုံမုန်တန်းကြီးကစားနပ်ရိက္ခာထောက်ပံ့မှုအလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်။ပြီးတော့နိုင်ငံရဲ့နံပါတ်1ရုပ်ရှင်စကားက S ဖြစ်ပြီးအိုစကာဆူရထားတဲ့အဲ့ဒီရုပ်ရှင်ကိုတွားကြည့်တဲ့အခါတယောက်ယောက်ရဲ့တင်မကိုမိနစ်60တိတိထမ်းကြည့်နေရတာကိုတွေ့ရပါတယ်။ညဘက်မှာတော့သူဟာစက္ကန့်ဖတ်လို့မရသူအဖြစ်ဖမ်းဆီးခံရပြီးတရားရုံးကိုပို့ဆောင်သွားခံရပါတယ်။အဲ့ဒီမှာ2505ခုနှစ်မှာသူပထမဆုံးတွေ့ခဲ့တဲ့ဖီတိုကိုသူ့ရဲ့ရှေ့နေအဖြစ်ပေးအပ်လိုက်ပါတယ်။တရားရုံးတွေကလူတန်းဝိုင်းရနေချိန်မှာဖီတိုကသူ့ကိုလှောင်ပြောင်နေပါတယ်။ဂျိုးကသူ့ရဲ့အမှုအကြောင်းကိုသေချာရှင်းပြပြီးဘာကြောင့်စက္ကန့်ဖတ်လို့မရတာလဲဆိုတာကိုရှင်းပြပေးမယ်။ရှင်းနေတွေနဲ့တရားသူကြီးကတော့သူ့ကိုရေချပါသေးတယ်။နောက်ဆုံးမှာတရားသူကြီးကသူ့ကိုအပြစ်ရှိကြောင်းကြေညာပြီးထောင်ဒဏ်ချမှတ်လိုက်ပါတယ်။အချိန်ထဲမှာပဲရီတာလည်းအေးခန်းထဲကနေထွက်လာပြီးသူမရဲ့မန်နေဂျာနဲ့ချစ်သူအဂရိစီဆက်သွယ်ဖို့ကြိုးစားနေပါတယ်။အဂရိစီဖုန်းဆက်ဖို့ကြိုးစားပေမဲ့ဖုန်းကဒေါ်လာ2000တောင်းတဲ့အတွက်သူမအဆင်မပြေဖြစ်နေတဲ့အချိန်အမျိုးသားတစ်ယောက်ရောက်လာပြီးသူမကသူ့ကိုလှည့်သားကပတ်စံတွေယူလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဂျိုးကိုအလိုလျောက်တတူးထိုးပေးတဲ့နေရာကိုခေါ်သွားပါတယ်။အဲ့ဒီမှာနိုင်ငံသားတွေကိုစကန်ဖတ်လို့ရအောင်မပူတင်တတူးထိုးပေးတာပါ။စက်ကသူ့နာမည်ကိုမေးပေမဲ့ဂျိုးကဘာလို့ဖြစ်နေတာလဲဆိုတာသေချာမသိချောင်းကို no sure ဆိုပြီးရှင်းပြဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဆက်ကသူ့နာမည်ကို no sure လို့မှတ်ယူပြီးလက်ကောက်ဝက်မှာတတူးထိုးပေးလိုက်ပါတယ်။ဘေးနားကသူတွေကသူ့ကို no sure လို့စခေါ်ကြပါတယ်။အဲ့ဒီတော့သူ့ကိုညံရည်နဲ့အန်ဂျူစစ်ဆေးတဲ့နေရာကိုခေါ်သွားပြီးခြေခံပေါင်းလက်တွက်ချက်မှုစားတဲ့မေးခွန်းတွေကိုမေးပါတယ်။ဂျိုးကအားလုံးကိုမှန်အောင်ဖြေဆိုနိုင်ခဲ့ပြီးသူ့ဘေးနားကလူတွေကပုံသဏ္ဍာန်တွေကိုတော့ခွဲခြားနိုင်တာကိုမြင်ပြီးအံ့ဩသွားပါတယ်။အဲ့ဒီတော့သူ့ကိုအချင်းထောင်စီခေါ်သွားပါတယ်။လက်ရှိကဘာကြီးကလူတန်းဟာတွန်းရနေတဲ့ဆိုတာကိုသူနောက်ဆုံးမှာသဘောပေါက်လာပါတယ်။ဒါနဲ့သူကဒီနေ့ထောင်အားထွက်ရမယ့်ရက်လို့အဆောင်တွေကိုလိန်ပြောလိုက်ပါတယ်။တွန်းရတဲ့အဆောင်ကသူ့ကိုထွက်သွားခွင့်ပေးလိုက်ပြီးမဲ့အချင်းသားတယောက်ထွက်ပြေးသွားတာကိုအချက်ပေးတန်တွေကဖမ်းမိသွားပြီးရဲတွေကသူ့ကိုလမ်းမပေါ်မှာလိုက်ဖမ်းပါတော့တယ်။ဂျိုးဟာသူတို့စီကနေတနည်းနည်းနဲ့လွတ်မြောက်သွားပြီးဖီတိုရဲ့နေရာကိုပြန်သွားပါတယ်။လွန်ခဲ့တဲ့နှစ်900အတွင်းတယောက်ယောက်ကအချိန်ခီးသွားဆက်ကိုတီထွင်ထားလိမ့်မယ်လို့သူယုံကြည်ပြီးအဲ့ဒါကိုရှာဖို့ဖီတိုရဲ့ကူညီကိုတောင်းပါတယ်။ဖီတိုကဂျိုးကိုကူညီဖို့သဘောမတူပေမဲ့ဂျိုးကသူ့ကိုကူညီရင်ဒေါ်လာ10ဘီလီယံပေးမယ်လို့လှည့်စားလိုက်ပါတယ်။နောက်ဆုံးမှာဖီတိုကအချိန်ခီးသွားဆက်ဘယ်မှာရှိလဲဆိုတာသူသိချောင်းပြောပါတယ်။အဲ့ဒီအချိန်မှာပဲရဲတွေကဂျိုးကိုရှာဖို့တကားလာခောက်ပါတယ်။သူတို့နှစ်ယောက်ပြတင်းပေါက်ကနေထွက်ပြေးသွားပြီးကြားလိုက်စီကိုကားမောင်းသွားကြပါတယ်။လမ်းမှာအရင်လူကိုပဲဆက်ပြီးလိန်လည်နေတဲ့ရီတာနဲ့တွေ့ကရီတာလည်းကားပေါ်တက်လာပြီးသူမအကျွေးတင်နေတဲ့အဂရိတ်လက်ရှာမှာကိုစိုးရိမ်နေပါတယ်။အဂရိတ်သေသွားပြီဆိုတာကိုတော့သူမမသိသေးပါဘူး။သူတို့ကားမောင်းသွားနေတော့ကားပြင်ဘက်ကတခုခုကဂျိုးရဲ့လက်ကောက်ဝစ်ကိုစကန်ဖတ်လိုက်ပြီးရဲတွေကိုသူ့တီနီယာအကြောင်းကြားလိုက်ပါတယ်။ကားဘက်ထရီကုန်သွားလို့သူတို့ကားပေါ်ကဆင်းလိုက်ရပါတယ်။ချက်ချင်းပဲရဲတွေကကားနားရောက်လာပြီးကားကိုပြစ်ခတ်ပါတော့တယ်။မကြခင်မှာပဲလူအကြီးရောက်လာပြီးရန်ပွဲတွေစဖြစ်ပါတော့တယ်။ဂျိုးဖရီတိုနဲ့ရီတာတို့ကအချိန်ကြီးသွားဆက်စီရောက်ဖို့ညှို့လင်းချက်နဲ့ထွက်ပြေးကြပါတယ်။ဂျိုးကသူတို့နှစ်ယောက်ကိုအခုကုန်သွယ်ရေးအားလုံးရဲ့ဗိုလ်ချက်ဖြစ်နေတဲ့ကိုစကိုစီခေါ်သွားပါတယ်။သူကကိုစကိုမှာဥပဒေပညာသင်ခဲ့တယ်လို့လည်းချောလိုက်ပါသေးတယ်။သူတို့ယထာဆောင်နေတော့ရီတာကရေချိုးကန်းသွားပါတယ်။သူမမပြန်လာခင်ဂျိုးရဲ့လက်ကောက်ဝစ်ကမတော်တဆစကန်ဖက်ခံလိုက်ရပြီးနေရာတစ်ခုလုံးကိုရာဇဝတ်ကောင်ရောက်နေကြောင်းအချက်ပေးခံလိုက်ရပါတယ်။ယထာရောက်လာပြီးဖရီတိုတက်သွားပြီးမဲ့ဂျိုးကရီတာကိုစောင့်နေတဲ့အတွက်ရဲတို့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့သူ့ကိုထောင်စာအင်ဗျူရိုကိုခေါ်သွားပါတယ်။အဲ့ဒီမှာဇဝေဇဝါဖြစ်နေတဲ့ဂျိုးဟာသမရကမချိုနဲ့အတွင်းဝင်တွေကိုတွေ့ရပါတယ်။သမရကမချိုကဂျိုးဟာရန်ကောင်းတဲ့အတွက်သူကောင်းပိုကြီးမယ်လို့ထင်ခဲ့ကြောင်းပြောရင်းလောင်ရည်ပါတယ်။ထောင်ထဲမှာဂျိုးဖြစ်ခဲ့တဲ့အန်ဂျူစစ်ဆေးမှုကသူတို့တွေ့ဘူးတမျှတည်းမှာအမြဲဆုံးဖြစ်နေတဲ့အတွက်လူတန်းကိုအံ့ဩသွားစေခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့ညံရင်ညံသွေးကြောင့်သမရကဂျိုးကိုပြည်ထောင်ရေးဝန်ကြီးအသစ်ဖြစ်ခန့်အပ်လိုက်ပါတယ်။ဂျိုးအံ့ဩသွားအောင်ပဲသူတို့ကသူ့ကိုကဘာပေါ်မှာအထက်မြတ်ဆုံးလူဖြစ်ကြေညာလိုက်ပါတယ်။အဲ့ဒီနောက်လူတန်းကအောက်လွှတ်တော်ကိုသွားကြပြီးသမရကစားတဲ့ရိတ်ကရှားပါမှုနဲ့ဖုံဖုံနဲ့ပြဿနာတွေကိုပြည်ထောင်ရေးဝန်ကြီးအသစ်ဖြစ်တဲ့မစ္စတာနိုရှူယာကဖြေရှင်းပေးမယ်လို့ကြေညာပါတယ်။ပြဿနာကိုဖြေရှင်းနိုင်ရင်ဂျိုးရဲ့ထောင်ဒဏ်ကိုလူငင်းခွင့်ပေးမယ်လို့လည်းကတိပေးပါတယ်။အဲ့ဒီနောက်အစိုးရအဖွဲ့အစည်းတစ်ခုကျင်းပပြီးအတွင်းဝင်တွေကဂျိုးကိုညံကောင်းတဲ့စကားတစ်ခုခုပြောဖို့တောင်းဆိုကြပါတယ်
ဂျိုးကရှုပ်ထွေးတဲ့စကားလုံးတချို့ကိုရမ်းပြလာတဲ့အခါသူတို့ကဂျိုးတကယ်ပဲညံကောင်းတယ်လို့ယုံကြည်သွားကြပါတယ်အဲ့ဒီနောက်ဂျိုးကအတွင်းဝင်တွေကိုအာယုံလွှဲနေတော့အချိန်ကြီးသွားဆက်ရှိတဲ့နေရာညီမဆွဲပေးဖို့ဖရီတိုကိုခိုင်းပါတယ်နောက်တော့သူတို့ကိုသီးနှံတွေစိုက်ပျိုးရမယ့်လေဝင်းတစ်ခုကိုခေါ်သွားပါတယ်ရီတာကသီးနှံတွေနဲ့ပတ်သက်ပြီးကုညီနိုင်မလားဆိုပြီးသူမကိုသွားခေါ်ဖို့လည်းပြောလိုက်ပါတယ်အခုတော့လူတန်းလေဝင်းမှာရောက်နေကြပြီးဖရီတိုကဂျိုးကိုညီပုံခိုးပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရီတာရောက်လာပါတယ်ညီပုံကိုသုံးပြီးထွက်ပြေးဖို့အစီအစဉ်နဲ့ဂျိုးကသူမကိုဘေးနားခေါ်သွားပါတယ်ဒါပေမဲ့ဖရီတိုရဲ့ညီပုံကမြင်းချောင်းတစ်ချောင်းနဲ့ဖြစ်နေတာကိုတွေးလိုက်ရလို့သူ့အစီအစဉ်ပြတ်သွားပါတယ်အဲ့ဒီတော့လူတွေကသီးနှံတွေကိုအားပြည့်အချိုရည်နဲ့ရေလောင်းနေတာကိုဂျိုးသဘောပေါက်သွားပါတယ်အားပြည့်အချိုရည်အစားရေကိုစတင်အသုံးပြုဖို့အစိုးရအဖွဲ့အစည်းတစ်ခုလုံးကိုသူဟာခေါ်ယူလိုက်ပါတယ်တွန်းဝင်တွေကတော့သူ့အကြံဉာဏ်ဟာအလွန်ဆိုးရတယ်လို့ထင်ကြပါတယ်ဒါကြောင့်သူတို့နဲ့အကျိုးအကြောင်းပြညှင်းခုန်မဲ့အစားအပင်တွေနဲ့သူစကားပြောနိုင်ကြောင်းအပင်တွေကရေလိုနေကြောင်းရိုးရိုးလေးပဲပြောလိုက်ပါတယ်အားပြည့်အချိုရည်ကမြေစီလွှာအပေါ်ရံမှာစားတတ်တွေဖြစ်ပေါ်စေပြီးအပင်တွေကိုသေစေကဖုံမုန်နှန်းတွေဖြစ်စေတဲ့ဆိုတာကိုတော့ဂျိုးမသိပါဘူးတကယ်တော့သူကသူတို့ရဲ့ပြဿနာတွေကိုဖြေရှင်းပေးနေတာပါရန်အနေငယ်လောက်ကြာတော့အရာအလုံးကစီစဉ်ထားတဲ့အတန်းအဆင်ပြေနေပါတယ်ဒါပေမဲ့မကြခင်မှာပဲအပြည့်အချိုရည်တွေထုတ်လုပ်မှုကျဆင်းသွားတဲ့အတွက်အပြည့်အချိုရည်ရဲ့ရှယ်ယာဈေးတွေဟာ3ညအထိထိုးကျသွားပါတယ်ဒါကြောင့်လူဦးရေရဲ့ထက်ဝက်လောက်ကအလုံးလက်မဲ့ဖြစ်သွားပါတယ်သူတို့တွေအင်ဖြူတိုအပြင်ဘက်မှာဆန္ဒပြကြပါတော့တယ်သူတွေကိုအလုံးလက်မဲ့ဖြစ်အောင်လုပ်တဲ့အတွက်ဂျိုးကိုတရားရုံးတင်ပြီးအပြစ်ရှိကြောင်းသက်သေပြနိုင်ခဲ့တယ်လို့သတင်းတွေကကြေညာပါတယ်သူ့ကိုပြန်လည်ပြုပြင်ရေးစခန်းမှာတညတာနေထိုင်ဖို့ပြည်ထောင်ချမှတ်လိုက်ပါတယ်ကမ္ဘာသစ်မှာပြန်လည်ပြုပြင်ရေးဆိုတာရာဇဝတ်ကောင်တွေကိုကွင်းမြေတစ်ခုထဲမှာထရက်ကားကြီးတစ်စီးကလိုက်တိုက်တာဖြစ်ပြီးပြည်သက်တွေကလည်းထရက်ကားအတွက်အားပေးကြတာပါပြန်လည်ပြုပြင်ရေးကအများအပြားရာဇဝတ်ကောင်တည်ဆုံးသွားတာနဲ့ပဲအဆုံးသတ်သွားလိမ့်ရှိပါတယ်ဂျိုးကိုကွင်းနဲ့ခေါ်သွားချိန်မှာရီတာကတော့ဝမ်းနေစွာနဲ့အင်ဖြူတိုကိုပြန်လာပြီးဖရီတိုနဲ့အတူချိန်ခီးသွားဆက်စီသွားဖို့ပြင်ဆင်နေပါတယ်ပြန်လည်ပြုပြင်ရေးစခန်းကိုနိုင်ငံတော်ဝန်ရုံးမြင့်တန်ကြားကနေဓာတ်ရိုက်ထုတ်လွှင့်နေပါတယ်ကားသေးလေးတစ်စီးကိုမောင်းနေတဲ့ဂျိုးကိုအေယာမလူသက်ထရက်ကားကြီးကလိုက်တိုင်နေပါတယ်အဲ့ဒီအချိန်မှာပဲအပြင်ဘက်မှာနှင်းစင်ပင်တပင်ပေါက်နေတာကိုရီတာသတိထားမိလိုက်ပါတယ်အပင်တွေကိုရေလောင်းဖို့ဂျိုးရဲ့အကြံဉာဏ်ကအလုပ်ဖြစ်သွားပြီဆိုတာကိုသူမသဘောပေါက်သွားပြီးဖရီတိုကိုကွင်းမြင့်စီလိုက်ပို့ပြီးဖို့ပြောပါတယ်ဂျိုးရဲ့ပြစ်ဒဏ်ကိုလူငင်းခွင့်ရအောင်တီးနှံတွေကိုရုံးမြင့်တန်ကြားကနေထုတ်လွှင့်ပြသဖို့ကသူမရဲ့အစီအစဉ်ပါအချိန်တည်းမှာပဲဂျိုးကသိမင်းသမန်ထရက်ကလက်ကနေအသက်လွတ်အောင်စူးစမ်းနေစေပါရီတာကအချိန်မရောက်သွားပြီးကင်မရာသမားတယောက်ကိုလက်ထိုးကဖရီတိုနဲ့အတူသွားပြီးကြီးထွားလာတဲ့တီးနှံတွေကိုရိုက်ကူးခိုင်းပါတယ်အဲ့ဒီတော့သူမကထင်းချုပ်ခိုင်းတဲ့ဝင်ပြီးထင်းချုပ်မှုတွေကိုရှူလိုက်ပါတယ်နောက်ဆုံးတော့ဖရီတိုကလေဝင်းကိုရောက်သွားပြီးတီးနှံတွေကိုရိုက်ကူးလိုက်ပါတယ်အဲ့ဒီဗီဒီယိုဖန်ကိုအေယာမစကရင်ကြီးပေါ်မှာထုတ်လွှင့်ပြသလိုက်ပါတယ်ဒါပေမဲ့သမ္မတကမာချိုကဂျိုးကိုအသက်မခံရအောင်ကယ်တင်လိုက်ပြီးသူ့ရဲ့ပြစ်ဒဏ်ကိုလူငယ်ခွင့်ပေးလိုက်တဲ့အတွက်ပရိသတ်တွေကအိုးပါပေးအိုဟစ်ကြပါတော့တယ်ခုတော့လူတန်းဟာအင်ဖြူတိုကပါတီတစ်ခုမှရောက်နေကြပြီးအနာဂတ်ကိုပိုသဘောကျတဲ့အတွက်အိမ်မပြန်ချင်တော့ဘူးလို့ရီတာကဖွင့်ပြောပါတယ်ဂျိုးကအံ့ဩသွားပြီမဲ့သူနဲ့အတူပြန်လိုက်ဖို့အတင်းအကျပ်မတိုက်တွန်းပါဘူးသူတို့နဲ့နောက်ဆုံးနှုတ်ဆက်စကားပြောကြပေမဲ့ဂျိုးမထွက်သွားခင်မှာသမ္မတကသူ့ကိုစင်ပေါ်ခေါ်တင်ပြီးဒုတိယသမ္မတအသစ်ဖြစ်ကြေညာလိုက်ပါတယ်လူတန်းကမျှော်လင့်ချက်အပြည့်ပါတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့အတွက်ဂျိုးလည်း2505ခုနှစ်မှာဆက်နေဖို့သဘောတူလိုက်ပါတယ်အဲ့ဒီတော့လူတယောက်ကအချိန်ကြီးသွားဆက်ကိုအဓိပ္ပာယ်မရှိတဲ့ကစားစရာလို့ပြောလိုက်ပါတယ်ဇဝေဇဝါဖြစ်နေတဲ့ဂျိုးကိုဖရီတိုကအဲ့ဒီဆက်စီခေါ်သွားပြီးအချိန်ကြီးသွားဆက်ဆိုတာတကယ်တော့ကလေးကစားစရာဆက်တစ်ခုဖြစ်နေကြောင်းနောက်ဆုံးမှာသိလိုက်ရပါတယ်လာနိုင်ငံကြတဲ့အခါဂျိုးဟာအမေရိကန်သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီးရီတာကသူ့ရဲ့ဇနီးအဖြစ်ပထမဆုံးသမ္မတကလူဖြစ်လာပါတယ်သူ့ရဲ့ဥဆောင်မှုအောက်မှာခေတ်သစ်တစ်ခုစတင်ခဲ့ပြီးလူသားတွေတဖန်ပြန်လဲထက်မြက်လာနိုင်မယ်လို့လူတွေကမျှော်လင့်ခဲ့ကြပါတယ်သူနဲ့ရီတာတို့မှာကလေး3ယောက်တောင်ရခဲ့ပြီးအဲ့ဒီကလေးတွေကကမ္ဘာပေါ်မှာအထက်မြက်ဆုံးကလေးတွေဖြစ်လာမယ်လို့လည်းဆိုကြပါတယ်ဒီလိုဗီဒီယိုလေးတွေထပ်ကြည့်ဖို့အတွက် subscribe လုပ်ထားပြီး notification လေးကိုနှိပ်က share နေပြီးလာလေးတစ်ချက်နှိပ်သွားပြီးကူညီပေးဖို့တောင်းဆိုပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ